ကျွန်တော်တို့ရှေ့ပိုင်းမှာတော့ဒီခန္ဓာကိုယ်ရဲ့သွင်းတဲ့ calorie တို့ input တွေနဲ့ပတ်သက်တဲ့ဟာကိုပေါ့နော် calorie input နဲ့ပတ်သက်တဲ့ဟာကိုသေချာပြောပြပြီးဘယ်လိုဟာတွေစားတဲ့နဲ့ရေစားနိုင်အောင်ဘယ်လိုလုပ်ရမလဲဒါတွေက okay ပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒါတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဒီခန္ဓာကိုယ်ကိုရဲ့အလေးချိန်ကိုထိမ့်သိမ့်တဲ့ process မှာကျွန်တော်တို့အရေးကြီးတဲ့နောက်တစ်ခုကဒီအစီချတဲ့လုပ်ငန်းစဉ်ပေါ့နော်အစီလောင်ကျွမ်းတဲ့လုပ်ငန်းစဉ်တော့ကိုဘယ်လိုစနစ်တကျလေ့ကျင့်ခန်းတွေလုပ်မလဲကိုယ်လက်လှုပ်ရှားမှုတွေလုပ်မလဲဆိုတဲ့အချက်ကလည်းအရင်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေကိုတော်တော်များများလေ့လာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ရဲ့အလုပ်လုပ်ပုံတွေကိုကျွန်တော်တို့ကသိတော့မှကျွန်တော်ဒါကိုထိမ့်သိမ်းလို့ရမှာမဟုတ်ဘဲနဲ့ရမ်းလုပ်နေသူများပြောစကားတွေနဲ့ရှောက်လုပ်နေရင်ကျွန်တော်တို့ကစစ်မှန်တဲ့ကျမ်းမာတဲ့နီလန်ကိုရရှိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ရှာပြီးကြည့်တယ်အဲ့တော့ခန္ဓာကိုယ်ရဲ့အလုပ်လုပ်ပုံကရှင်တယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာအဓိကလောင်စာဆီ2မျိုးရှိတယ်ကာဗွန်ဟိုက်ဒရိတ်နဲ့အဆီနဲ့เนาะအဲ့တော့ကာဗွန်ဟိုက်ဒရိတ်ကသူက supply လုပ်ပေးတာညံတယ်เนาะပေါက်ခွဲရကောင်းတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ညံတဲ့အာဂသာနည်းတွေမြန်ဆန်ဆန်လောက်ရှာအောင်မှာစက်တောင်လိုက်တာတွေကအဲ့လိုအချိန်တွေမှာသုံးတဲ့ဟာကာဗွန်ဟိုက်ဒရိတ်များတယ်နောက်တာတို့ပြေးတဲ့နေရာတွေမှာသုံးတာကာဗွန်ဟိုက်ဒရိတ်များတယ်အဲ့တော့ fat ကြတော့အဆီကတော့ကြတော့သူကတဖြည်းဖြည်းချင်းနဲ့မှsupply လုပ်ပေးပြီးတော့ရေရှည်ကြာလေး supply လုပ်ပေးတဲ့ process တွေကိုသွားတယ်အဲ့တော့သူကကျွန်တော်တို့ဒီလမ်းလေးမြန်ရှောက်တာတို့เนาะပြီးတော့ဂျုတ်ကင်ပြေးတာတို့မှာတဲ့အစီပို့ပြီးလောင်ကျွမ်းပါတယ်အဲ့တော့ပြင်းပြင်းထန်ထန်လှုပ်ရှားတိုင်းချွေးတွေတက်နေကြတိုင်းလည်းအစီဘန်းတာမဟုတ်ဘူးเนาะသူကကောင်ဝိုင်းတွေကိုဘန်းနေတဲ့အချိန်ရှိတယ်အစီကိုဘန်းနေတဲ့အချိန်ရှိတယ်အဲ့တော့ပြီးတော့မနက်ပိုင်းလုံးဟာမျိုးဘာစားမှမစားသေးတဲ့အချိန်မှာလူခန္ဓာကိုယ်မှာကောင်ဟိုက်ဒရိတ်ကနည်းနေတဲ့အတွက်သူကအစီဘန်းမှုခွင့်ရေးပုံများပါတယ်တဲ့မနက်စောစောမှလေ့ကျင့်ခန်းလုပ်တာအဲ့တော့အစီဆိုတာကျွန်တော်သိထားမှာဘန်းကိုဘန်းရမှာเนาะအစီဆိုတာလောင်စာဖြစ်သုံးပြီးတော့အငွေ့ပြန်သွားတယ်ကြာသူတို့အစီချသေးတွေကျင်ညာနေသလိုအိမ်သာတက်တဲ့ထဲမှာပါဝါတာတို့ဘာလို့ဆိုတာကြီးကကျွန်တော်ကတော့ယုံကြည်မနေဘူးအစင်ပြေမဲ့နီလိုင်းနဲ့မဟုတ်ဘူးဒါကြီးကလူခန္ဓာကိုယ်ပါဗျာအင်ဂျင်ဝိုင်ဖောက်ချတယ်လို့ဖောက်ချလို့ရတာမှမဟုတ်တာဟုတ်တယ်မလားအဲ့တော့ဒီဟာကလောင်စာအဖြစ်သုံးရမှာလုပ်ကိုလုပ်ရမှာအဲ့တော့ကျွန်တော်ကအလုပ်ထဲမှာဆိုလို့ရှိရင်တနေ့ကိုခြေလန်း15000ရှောက်နိုင်အောင်လို့ရှောက်ပြတယ်အဲ့တော့ဒါကိုလည်းလှုပ်ရှားမှာပါမနက်ပိုင်းမှာဆိုရင်ပြေးပြတယ်ညနေပိုင်းမှာသူကြက်တောင်ညိုက်တယ်ကြက်တောင်ညိုက်တယ်ကလည်းဝိတ်ချပြီးတော့ခဏကိုသွက်လက်လာလို့ရှိရင်ပို့ပြီးတော့ဒီကီလိုရီပို့ဘန်းတဲ့ကစားနေပေါ့နော်ဒါပေမဲ့ तू ကတော့ကောင်ဝိုင်းဘရိတ်ကိုပို့ဘန်းတာများတယ်နောက်ထပ်ကျွန်တော်သိလိုက်ရတဲ့တကူက तू ကဒီခန္ဓာကိုယ်ကိုကြည်ရေထိမ့်သိမ့်နိုင်မှုဆိုလို့ရှိရင်ကျွန်တော်တို့ကာဒီယိုနဲ့တွေမရဘူးကျွန်တော်တို့ strength ဆော့ပြီးတော့ဟိုကြွက်သားတွေတိဆောက်ရတယ်ဒါမှမဟုတ် protein နဲ့များများစားရတယ်ဒီဟာတွေဖြစ်လာဖို့တော့ဗောနော်အဲ့တော့အဲ့လိုတိဆောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဂျင်သွားတာတော့အကောင်းဆုံးပေါ့ဆရာနဲ့ဆိုတာဒါပေမဲ့ကျွန်တော်တို့ဂျင်ကဝေးတော့ဒီမှာမသွားနိုင်တော့နေမှာပဲလွယ်တူလုပ်လို့ရတဲ့ဒီအိတ်ထမတင်လောက်တာတွေဒိုက်ထိုးတာတွေထိုင်ထားလောက်တာတွေနော်ဟိုဟာဘယ်လီရိုက်တာတွေဗောနော် cramp ပေါ့အဲ့ဒါတွေကိုလုပ်တယ်အဲ့တော့ weight အနေနဲ့ကြတော့ကျွန်တော်ဟိုကောင်2 kg လေးတဲ့မဟုတ်ပါဘူး2 liter ရေဘူး2ဘူးရယ်5 liter ရေဘူး1ဘူးရယ် weight ဖြစ်နေကျွန်တော်သုံးတယ်နောက်ထပ်ဆောင်ရန်နေထဲမှာပါတဲ့အဓိကတစ်ချက်ကအိတ်ချိန်နဲ့အိတ်ဆက်ရှင်ရဲ့ quality ပေါ့နော်အရင်ရေးကြည့်ပါတယ်ဘာဖြစ်လို့လဲတော့ तू ကကောင်းအိတ်မဲ့ပျော်လို့ရှိရင်ဒါမှမဟုတ်အိတ်ချိန်မလုံလောက်လို့ရှိရင်ကျွန်တော်က metabolism တွေကကျဆင်းနိုင်တယ်အစီကိုကောင်းမချေဖြတ်နိုင်ဘူးပြီးတော့အိတ်နေရဲ့အချိန်မှာလဲafter workout မှာ after burn ဖြစ်တယ် तू ကဒီအစီကိုလောင်ကျွမ်းမှုတွေရှိတဲ့အချိန်မှာသူကအစီကိုမအိတ်တဲ့အတွက်မလောင်ကျွမ်းနိုင်ဘူးနောက်တစ်ခုကကျွန်တော်တို့အေးပြတ်ခြင်းအပြင်နဲ့အစာဗိုက်စာရဲဆိုပြီးအုံနောက်ကိုအတီးပေးတဲ့ဟော်မုန်းတွေထွက်စေတဲ့အတွက်ကိုလည်းအစာတွေကိုအများကြီးစားကြစိဖြစ်စေတယ်အဲ့တော့ဒါအိတ်ချိန်ရတယ်လုံလောက်ရဖို့လိုတယ်တနေ့ကို9နာရီလောက်အိတ်ချိန်ရှိဖို့လိုတယ်တကယ်တော့လေ့ကျင့်ခန်းတွေလုပ်လာရင်သူ့ဘာသူအဲ့ဒီဥစ္စာကအပြန်လှန်အကျိုးပြုသွားပါတယ်ညဘက်သူ့ဘာသူအိတ်ချိန်ပြန်လို့ရှိရင်အိတ်ငိုက်လာပြီးတော့အဲ့ရလည်းနှင်းချက်ပြောတယ်နောက်ပြီးတော့သူရဲ့ tips တစ်ခုချို့ကတော့မိတ်ခင်မှာ stretching လုပ်တာပေါ့နော်အကျော်လျှော့ပေးတာပြီးတော့ကိုအိတ်တဲ့အခန်းကိုနည်းနည်းအေးဆက်ဟို environment နဲ့မှောင်တဲ့ environment ဖြစ်အောင်ဖန်တီးကြတာတွေကအိတ်ဆက်ခြင်းကိုနည်းနည်းချက်အိပ်ပျော်အောင်အကူအညီပေးပါတယ်တဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်စမှပြောခဲ့သလို Manchester United fan တွေအတွက်ကဒီနှစ်မှာ
ဝိတ်ချဖို့တော့အခွင့်အရေးကောင်းမယ်เนาะသူများတွေချန်ပီယံလိကျန်တဲ့အချိန်လိတ်အိမ်နေရကိုရီးယားတစ်ခါလေ10ရက်နေမှတပွဲလောက်ခံတယ်အဲ့ဒါလည်းညနေပွဲကတစ်ခါလေမှကြုံတာတော့အရင်ပြဿနာမရှိဘူးเนาะအဲ့တော့အိတ်ဖို့ကလည်းအရေးကြီးပါတယ်တဲ့เนาะနောက်ပြီးတော့ကျွန်တော်တို့ကစားတဲ့အချိန်မှာအိတ်ဆက်မှကျွန်တော်တို့မာဆယ်ရဲ့ recovery ပြန်ဖြစ်တာမဟုတ်လို့ရှိရင် recovery ပြန်မဖြစ်တဲ့အတွက်အဲ့ဒါလည်းအရင်အရေးကြီးပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အရက်သေးတာပေါ့ကျွန်တော်အကြီးမားဆုံးကျွန်တော်တို့ challenge တောင်းလိုက်ရတာအရက်သေးတာအရက်ကအရင်တော့ဆိုနေတိုင်းကြီးတောက်တယ်ပြီးတော့တောက်ရင်ဘာ limit မှမရှိဘူးတောက်တဲ့အတွက်ကိုတောက်တယ်တောက်နိုင်တဲ့လောက်တောက်တယ်မူးတာလည်းတောက်လျှောက်တောက်နေတော့တော့မမူးဘူးအဲ့တော့ဝင်ကျင်တိုင်းဝင်နေတာပေါ့နော်အရက်ကအဲ့ဥစ္စာကတော့ဝိတ်ချဖို့အတွက်ဘလို့မှအဆင်မပြေပါဘူးเนาะ तू ကအရက်ကတဲ့ခန္ဓာကိုယ်ထဲဝင်လာရင် तू ကခန္ဓာကိုယ်ကဒီအရက်ကိုအစိတ်တောက်ဖြစ်မြင်ပြီးတော့အရက်ကိုအရင်ဆုံးဘန်းဖို့လုပ်တယ်ပေါ့နော် तू အခြားကောင်ဟိုက်ဒရိတ်တို့စီတို့ဘန်းနေရမယ်အချိန်ပြီးတော့သမင်းစားပြီးချိန်မှာကျွန်တော်တို့ကအရက်တောက်လိုက်တယ်ထားပါတော့ तू က metabolism ကိုရက်သွားတယ် metabolism မလုပ်တော့အဲ့တော့ဒီစီတွေဟွာတွေကလည်းလောင်ကျွမ်းမှုအတွက်ထပ်မှတ်ပြီးတော့ခက်ခဲသွားတယ်လေနော်အဲ့ဒီအတွက်ကိုအဲ့ဒီအချိန်မှာ metabolism ဖြစ်တော့မှကျွန်တော်တို့ကစားထားတဲ့ဒီကြွက်သားတွေရဲ့မာဆယ်တွေကိုပြုပြင်ပေးဖို့အတွက် protein တွေ carbohydrate တွေကရမယ်ဒါပေမဲ့ तू ကအရက်ကိုနဲ့ तू ကအလုပ်ရှုပ်နေတဲ့အတွက်အဲ့ဒီ protein တွေ carbohydrate တွေမရတဲ့အတွက်မာဆယ်တွေပျက်စီးဖို့အခွင့်အရေးလည်းအများများပါတယ်တဲ့အဲ့တော့လုံးဝမတောက်ဖြစ်ဘူးလားတော့မဟုတ်ပြန်ဘူးကိုတွေအစမှပြောခဲ့သလိုဘောကခဏလေး enjoy လုပ်ချင်လို့နောက်ပြီးတော့အဲ့လောက်ကြီးကိုအရင်ထိန်းချုပ်ပြီးတော့ stress တွေများလာရင်လည်းအဆင်မပြေနေတော့ stress ကလည်းလူဝသေးတာပဲအဲ့တော့ကျွန်တော်တို့ပွဲရှိတဲ့အခါမျိုးတွေတကယ်ချင်းစုံတဲ့အခါမျိုးမှာတောက်ဖြစ်ပါတယ်ကျွန်တော်ဘီယာကိုလုံးလုံးရှောင်လိုက်တယ်နော်ဝိုင်နဲ့အထူးသဖြင့်ဝီစကီတောက်တယ်တောက်တဲ့အချိန်မှာလည်းအေးအေးဆေးဆေးပဲတောက်တော့တယ်နော်ဟို limit ထားလိုက်တာပေါ့နော်နှစ်ခွက်သုံးခွက်လောက်ပဲတောက်တယ်ပြီးတော့ညီးတဲ့အမြီးမှာစီကြောတို့ချိုမုံနေချိုတဲ့အရာတွေမစားတော့ဘူးเนาะပြီးတော့အရက်တောက်တဲ့နေမျိုးမှာပြင်းပြင်းထန်ထန်အာကစားမလုပ်သလိုလုံးဝလည်းငြိမ်မနေပါဘူးသူကလုံးဝငြိမ်နေလို့ရှိရင်လည်း DSC တွေကဒီရက်တောက်ပြီးရင်သူကတနေ့ကိုငြိမ်နေတဲ့အစီတွေကကြံခဲ့မှာဟုတ်ပြင်းထန်အာကစားလုပ်ထားရင်လည်းကျွန်တော်တို့ဟိုမာဆယ်တွေကိုပြန်ပြီးတော့ prepare မလုပ်နိုင်တဲ့အတွက်သူကမာဆယ်တွေဆုံးရှုံးနိုင်တာဒါမှမဟုတ်ကျွန်တော်တို့ကအရက်တောက်မယ်ဆိုလို့ရှိရင်အဲ့လိုနေမျိုးမှာပုံမှန်ဟိုလက်မများရှောက်ထားတဲ့အပြင်းထန်မှုတွေလှုပ်ရှားမှုတွေလှုပ်ထားတဲ့နေတို့ဘာတို့အဲ့လိုရက်တော့မဲ့နေဆိုအဲ့လိုလှုပ်ဖြစ်တယ်ပေါ့နော်ပြီးတော့စားတဲ့အချိန်မှာလည်းပို့ပြီးတော့နည်းလေးပို့လျှော့စားတယ်ဒီနေ့ကိုကီလိုရီကိုအဲ့လိုပေါ့အဲ့လိုလေးထင်းထင်းတင်းတောက်ကြတာပေါ့နော်အဲ့တော့ပြောတရားရှိတာတချို့ကပြောတာပေါ့မင်းတို့ကဒီတကြီးကြီးမှာခဏကိုဝတော့ဘာဖြစ်လို့လဲဒီတိုင်းပဲပျော်ပျော်ပဲနေတော့မယ်အေးဆေးပဲနေတော့မယ်ဘာလို့ကိုလောက်ကြမှာလဲပြန်မှန်းခံမှုဆိုတော့နေတာအဲ့လိုတော့လည်းမဟုတ်ဘူးเนาะကျွန်တော်တို့ကားအင်ဂျင်အသစ်ချိန်မှာကြိုက်တယ်လို့နေပေါ့တောင်ကစိုးဝါမထိကန်ရင်သူကတော့အင်ဂျင်ကအသစ်ဆိုတော့ okay နေသေးတယ်တချို့ကတော့ဒီအသစ်တွေကထင်းထင်းတင်းတင်းကြိုက်တွေ့တော့လဲအရေးကြိုးမပို့ရပဲတန်းတန်းစီလို့ရတာပေါ့နော်ပြီးတော့workshop လည်းခဏမရောက်ဘူးတချို့ကတော့အသစ်ပေါ်မှာလည်းကျန်းတန်းကြိုင်ခဲ့ပြီဒါပေမဲ့ကားကတန်းလေးကနည်းလေးကျလာပြီကကြီးကြောင်ပြည့်ချင်လာပြီဆိုလို့ရှိရင်သတိထားရတော့မယ်အဲ့ဒီအချိန်မှာထင်းထင်းတင်းတင်းနဲ့ပြင်နေတာတွေကိုပြင်စေးကြောတင်တာတွေအောင်စေးကြောပြီးထင်းထင်းတင်းမလုပ်လို့ရှိရင်ဒီကအရေးကြိုးပြင်ရောက်သွားတော့မယ်ဒါမှမဟုတ်လည်းworkshop မှာသွားလိုက်ပြန်လိုက်ဖြစ်ကုန်တယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်က40ဆိုတဲ့ပတ်40ပတ်ချလဲအသက်အရွယ်တွေကနောက်50 60ဘယ်လိုဖြတ်တန်းမလဲအရေးကြိုးဘယ်ချိန်ရောက်မလဲဆိုတာကိုအဆုံးဖြတ်ပေးမယ်အခိုက်အရွယ်တွေပဲအဲ့တော့ဒီလိုရွယ်မှာမှဒီအင်ဂျင်ကိုတန့်စင်ပြီးတော့မှနည်းနည်းလေးထင်းထင်းတင်းတင်းညတာမသုံးလို့ရှိရင်ကျွန်တော်တို့ကဝါရှော့ခဏရောက်မယ်အရေးကြိုးစောစီထိုးရမယ်တိမ်မာမကြောက်ဘူးဆိုရင်တော့တိမ်မာကတော့ချွတ်ဒီရွယ်တွေကတော်များမကြောက်ကြတော့ဘူးလောကကြီးမှာကြုံဘူးနေတိတ်လည်းမဟက်လောက်ဆရာမရှိပါဘူးဒါပေမဲ့တကယ်လို့ဝါရှော့ခဏရောက်ခဲ့ဆင်းရုံခဏရောက်ခဲ့ကိုချစ်တဲ့လူတွေကိုမိသားစုဝင်နေရဲ့ဖြစ်လာမဲ့ဝင်တော့ဝင်ဖို့တကယ်လို့သာအရေးကြိုးစောစီရောက်သွားရင်ကိုယ်လိုအပ်နေသေးတဲ့မိသားစုဝင်နေရဲ့မျက်နှာကိုကျွန်တော်တို့ကကြည်ချင်းအပြင်ဒီကိုအင်ဂျင်ကိုနည်းနည်းလေးထိမ့်လေးနဲ့လုပ်ချင်တာပဲဒါကြောင့်မလို့ကျွန်တော်ကတော့အခုချိန်မှာပဲဒီ lifestyle နဲ့နေကြည့်ဖို့ကြိုးစားကြည့်တယ်နေရလည်းပျော်တယ်လို့ထင်တယ်ပေါ့နော်